နောက်တစ်ခုပြောနေတာတော့ဒီသမားကြီးကဦးဇင်းတို့လူကြီးချမ်းသာကိုပြောအောင်ကျေးဇူးတင်တယ်ဒါပေမဲ့ဦးဇင်းတို့တပည့်တွေပြန်တယ်ဓမ္မီကတော့တပည့်တွေပြန်တယ်ဟိုတခြားတော့အဖွဲ့အစည်းတွေနောက်တိုင်းဓမ္မီရဲ့တပည့်ဆိုတာဓမ္မီရဲ့အမှုပဲကျန်နေကြတယ်ဦးဇင်းတို့ရဲ့အမှုပဲကျန်အခုဒီမလေးထောင်မှာတန်ခါ26ပါရှိတယ်အဲ့ဒါလေးစဉ်းစားနေပါလေ60ရောဒီမျိုးစုံပေါ့နော်အဲ့ဒါလေးဒီလူတွေတက်လာဝင်ပေးဖို့အစီအစဉ်ရှိပြီရှိနေရှိပါဗျာဦးနာမောင်လည်းပြောတဲ့စကားတွေကသူကအကုန်လုံးဒီရိုက်ချလိုက်လို့ဖြစ်တယ်လေနိုင်ငံရေးကျင်းသားမရှိဘူးကြံနေတဲ့လူတွေကရာဇဝတ်သားတွေလာဖြစ်တယ်ဆိုတော့ဟိုကျန်တဲ့လူတွေလူကြီးကပိတ်သွားတယ်သူကဒီလိုတော့ရှင်ပြဒီလိုတိုင်းကနေတင်တာတော့ရှင်ပြရတယ်ပို့ပြီးတော့ဒီလိုပြောနေမယ်အစားဟုတ်တယ်ဒါဒီလိုရှင်ပြတို့ရဲ့ပတ်သက်ကြောင့်ဒီဘက်လေးတဲ့သားတွေတခါလေးရှိနေသေးတယ်နဲ့ဟိုအချင်းကြတယ်ဒါလေးတွေသူ့ပြပါလို့ပြောလိုက်ရင်ရှင်းပါဟုတ်ပါနေနေဒီမှာသူ့ပြပါဆိုအစိုးရကိုတိတ်ထိလိုက်တယ်ဒါမှမဟုတ်တိတ်ထိလိုက်တော့အစိုးရအဲ့လိုထိလိုက်တာကိုလက်ခံဟုတ်ပါလေအစိုးရကလည်းလက်မခံသို့တော်လည်းပဲဒီတဲ့ဥပဒေကိုကျူးလွန်တဲ့လူကြောင့်ဟိုအကြောင်းဟိုအရေးယူတယ်ထောင်ချတယ်သို့တော်ထိုးလူဒီနေနေမှာလည်းဖြစ်နေဟုတ်တယ်ယုံကြည်ချက်ကြောင့်လည်းဖြစ်နေဟုတ်တယ်ဒီလိုတော့ပါတယ်ဟုတ်ပါဒါအဲ့ဒါဆိုသို့တော်ယုံကြည်လို့တက်တာတော့ဖြစ်ထောင်ချဘူးနိုင်ငံရေးလုံးလို့တက်တာဖြစ်ထောင်ချဘူးဒီတဲ့ဥပဒေကျူးလွန်လို့သာချသူ့ရဲ့ definition ဟိုဒီဘက်ပတ်စကြဆိုကြပါတော့ပါလေဦးရဲ့ဒီတနားကြီးအိမ်မိသားရေတော့လည်းအဲဒီလူကြီးရဲ့အကျဉ်းသားလိုမျိုးလူကြီးရဲ့အကျဉ်းသားတူဘူးဦးစင်းတို့လုပ်ပြီးတော့ဦးစင်းတစ်ဘက်တွေမလုပ်ခဲ့နော်ကာဗီလာတို့လုပ်ပြီးတော့ကာဗီလာရဲ့တစ်ဘက်တွေမလုပ်ခဲ့လွတ်တဲ့လူကပူတာလွတ်တယ်စိတ်မလို့ကြံခဲ့တဲ့လူကြတော့ဆရာလုပ်ပြီးတတိလုပ်ပြီးပို့ပြီးတော့စိတ်တော့တာရှင်ပြတ်တွေ့တာအရှင်ပြတ်တွေ့ဆိုတာလည်းမှန်ပါတယ်ဆိုတော့အစိုးရပဲကြတော့ကလည်းစုပြုံပြီးတော့သူ့လိုလုပ်တာမရှိဘူးဟိုဦးရင်းကဘယ်အစိုးရမှလည်းလေးလေးတီးတီးမလုပ်ခဲ့ဘူးဒီလိုကတခုပဲရှိတယ်ဟုတ်ပါတယ်မြန်မာတက်တာမှမြန်မာတမိုင်းမှန်တယ်အဲ့တော့သူကလည်းသူ့ဘက်ကကြတော့လေသူကလည်းတွက်ကြတယ်အများကြီးရှိပါတယ်ရှိတဲ့ခါရဟိုရာခိုင်လုံးပြေဦးရတော်တော်လုံးလုပ်ပြီးတော့ပြောတာမဟုတ်ဘူးဒီအဖွဲတွေရဲ့ဟိုလုံရောက်မှုနဲ့ပတ်သက်ပြီးအမကန်ရဲ့တခုဦးရင်းလို့အမကန်ရဲ့ဒီစကားလေးတော့အရင်တော့ဆိုလို့ရှိရင်ဒီကဦးအောင်မင်းကဟိုနေဆက်မှာဟိုဆွေးနွေးနေဟိုဒီအောင်လူတွေကိုလုပ်ပြပါမယ်ဆိုတဲ့ဒီစကားလေးကိုပြီးဦးရင်းကအဲ့ဒီစကားတွေကဆောင်းရရတယ်အားရှိတယ်ပြောရင်းနဲ့ရှိအခုကျတော့ခုနောက်ပိုင်းကျတော့ဒီအားလုံးကရေငုံနှုတ်ပိတ်နေဖြစ်နေတဲ့အခါကျတော့ဆောင်းရတဲ့လူတွေအတွက်ကတော့အင်အားမရှိဘူးအပြင်ကလူတွေပြောနေကြတော့မရှိဘူးဒါကြောင့်အဲ့ဒီစကားလေးတစ်ခုလောက်ကိုဒါကြီးတို့ကပြီးနိုင်တယ်ဆိုရင်တော့ကိုပေါ်တော့တွတ်တော်တော့ပဲဒါတော့လုပ်မယ်ဆိုတော့မပြောနိုင်အဲ့တော့အစိုးရပဲဆိုလည်းဝန်ထုမှုမဖြစ်အောင်လည်းလုပ်ရတယ်အဲ့တော့အရှင်ပြတို့လုပ်တဲ့တော့ကျူးလွန်တော့ကျူးလွန်ခဲ့ကြတယ်လေသို့တော်လည်းပဲသူအတင်းကြီးကျူးလွန်တာတွေကိုချော့ပြပါလူအတင်းကြီးလှုပ်ပြပါဆိုတော့အစိုးရကလည်းကိုအနေနဲ့အသက်ကြီးရှိပါတယ်အဲ့တော့ဒါကြောင့်အစိုးရလည်းစေးစောကားလို့လုပ်အောင်ရှိပါတယ်လုပ်မှာလေမဟုတ်တကားရဘယ်သူမှချုပ်မထားကြမှန်ပါတယ်ဟိုဦးရင်းလိုရတယ်ပြမှုတူတယ်ပုံမှန်တူတယ်ပြည်တယ်လူချင်းလို့တူဒါပေမဲ့ခေါင်းကြီးတွေလွတ်ပြီးအမှုရွယ်တွေဖြစ်နေတယ်ဖေးလို့ပြီးသားမလို့ဘူးဆရာလို့ပြီးတကြီးမလို့ဘုန်းကြီးလို့ပြီးတော့အားမလို့ဘူးကျန်နေရပြင်တော့အဲ့လိုမှန်တယ်လို့ပဲအဲ့ဒါမိုးကြီးကြတော့ဒီလွတ်လာတဲ့လူနဲ့ကြံနေတဲ့လူတော့တအားရုပ်ပြောတယ်ကိုလေးစာကြည့်တယ်ဟိုခံစားကြည့်လိုက်ဟိုအဲ့ဒီဆိုလို့ရှိရင်တခါလေးစိတ်လုံးဝမလွတ်လပ်ဘူးကြာအဲ့မိသားစုကြီးစိတ်သေးရတယ်နော်သူတို့အကြောင်းဥပမာတရားတစ်ချင်းနေကြတယ်ဥပမာအားမှုချင်းအထဲထဲမှာခံစားရတယ်သိအဲ့အားမှုအဲ့ကိုလွတ်တယ်စိတ်မလွတ်ဘူးကိုယ်လူတွေကြတော့ပေါ်စေရောကိုသိတယ်သူချင်းဒါကြောင့်လို့ဒီကသိတယ်ဟိုနိုင်ငံရေးကျင်းသားဆိုတာလည်းထားလိုက်တော့ရွေးကျင်းသားဆိုတာလည်းထားလိုက်ပေါ့ဟိုကပုံမှန်လူပြည်တယ်လူအမှုပဲဒီပါလေခေါင်းကြီးတွေလို့ပြီးတော့ခေါင်းမဲလေးတွေပြန်နေတဲ့ကိစ္စတွေဒါရှင်ပြတို့ကဒါဥပဒေဘက်ကပြောတာနောက်တော့ဥပဒေတစ်ခုတည်းမှာဒါခွင့်ထားလို့ဖြစ်တော့ဥပဒေခံစားခွင့်ဟိုလူငယ်ချမ်းသာခွင့်တစ်ခုတည်းမှာဒီအထက်လူတွေခံစားရအောက်လူတွေခံစားရဆိုတဲ့သဘောမျိုးတက်ရတော့မင်းများဘူးသူကနေနေရောက်ပါကွာတမတာကဒီငင်းချမ်းသာကိုပေးနေပေးတဲ့အခါမှာလူတွေလုံးပေးနေညီလူညီမပေးနေဆိုတဲ့ဥပဒေလည်းမရှိဘူး။ဒါတိုင်းဒီမှာလည်းမရှိဘူး။တော့တမတာအနေနဲ့နိုင်ငံရေးအခြေအနေကြည့်ပြီးတော့ပေးမှာ။အဲ့ဒီတော့ရှိပါတော့ပေးလို့ပေးမှာပဲ။တမတာစိတ်ကပြုတ်လုံးနေတယ်။တော့မေတ္တာတင်ထားတယ်လို့ဟုတ်ပါတောင်းသူတိုင်းတော့လုံးဝ
တောက်စုတွေကြာပြီးဖြစ်မှာတော်တော်လေးနေလိုက်လာမယ်သမ္မတာတို့ကလာတယ်ဒါမှပဲသူ့ချင်းနေတာသူ့ချင်းတယ်သူမြင်လို့အားကြီးလို့ခဏတော့တော့အခြားဖြစ်တယ်လေသူကသူ့ရဆိုအများကြီးဆိုတာလေးတာရှားဖွေရတယ် မှန်ပါတယ်ငါတို့ကလည်းဦးလေးတို့လုပ်လာတယ်ဇင်းလာချင်းဝဲလုပ်တယ်ဟိုရုံးကြီးရဲ့ကျင်းသားတွေကြိုက်ရဲစည်ရင်ပြီးတော့လုပ်ပြပါမယ်လို့ပြောပြီးတယ်ဦးလေးတို့စည်ရင်နေတယ်သူ့ချင်းတွေလုပ်လာအဲ့ဒီပြည်စကားရတယ်သူရအောင်ကြီးရပြက်ကွက်အဲ့ဒီအပိုင်းနဲ့ရှိတယ် ဟိုချင်းချင်းလုပ်လို့မလုပ်လို့မျိုးလေးပဲသိရင်သာတောင်းတာဟုတ်ရှင်ဗျာချင်းချင်းပြီးမယ်လို့ပြောသူ့မှာသိသိကြရရှိသေးတယ်အချိန်ကာလအပြင်ဆွဲပြီးလုပ်ရတယ်ရှိတယ်ဒါခါရဲတော့လည်းလုပ်ဖို့တော့သိနေရှိတယ်ဟိုခက်ခဲရှိတာကိုသိပါတယ်ဦးလေးကဆိုတော့ဦးအောင်မင်းပြောလို့ဒီစကားလေးတစ်ခုတော့ရတယ်ဦးလေးသိတယ်အဲ့ဒါကိုဒကာကြီးတို့သူရကြီးရဲ့ပိုင်းတော့က ဒါကြလည်းအတိအကျပြောလို့မရဘူးသမ္မတရဲ့အပေါ်မှာပဲလူကြီးနေတယ်တပည့်တော်တို့ကတော့သမ္မတရဲ့စိတ်ကြည်ကြတဲ့ဆန္ဒအရာလုံးမှာပဲဘယ်နည်းလုံးဝယ်တာမသိဘူးလုံးပြီးမှာပဲတပည့်တော်တို့လည်းအကျွေးစားမွေးထားတယ်တပည့်တော်မှလည်းဆန့်ကုန်တယ်သိကုန်တယ် မှန်ပါတယ် နောက်လူကိုလည်းများတယ် ဟုတ်ပါတယ် ဟုတ်တယ်နားလည်းမှုလည်းလွယ်တယ်တပည့်တော်တို့အကုန်လုံးချင်တယ်ထားကုန်ထားခြင်း ဟုတ်ပါတယ် အမှန်လည်းပြောရတယ်ဘောပါလိမ့်မယ်ချင်းပြီးတော့နောက်တော့လာခဲ့တယ် ဘာပြောပါလဲဒီမှာပါဒီဆောင်းလမ်းနဲ့ဒီမိုကရေစီပါနိုင်တဲ့အများရောက်ပါတယ်ဒီခဲကမ်းဆိုတော့ဒီမှာ